မှုကြောင့်ရိုင်ကာကဲကိုစော်နိုင်လိုက်တဲ့အတွက်ဂျိတ်ပိတ်ဖို့လုပ်ကြပါတယ်လဲကျသွားပြီမဲ့တန်မာလုံးနဲ့ရိုင်ကာကဲကသတိမလွတ်ပဲပြန်ထလာတဲ့ပြင်စင့်ခေါ်ထားတဲ့ခန္ဓာကိုယ်ဖြစ်နေတဲ့အတွက်ဒဏ်ရာတွေကလည်းချက်ချင်းပြန်ကောင်းသွားပါတယ်ပြီးရင်နောက်ရိုင်ကာကဲကလက်ဝါးပုံစံဖော်လိုက်တဲ့အတွက်အဲအကြောင်းကောင်းကောင်းသိတဲ့ဒိုရာကြီးကမဟာမိတ်တပ်တွေကိုနောက်ဆုတ်ပြီးမြေသားနိုင်ရံတွေနဲ့ကာထားဖို့သတိပေးလိုက်ပါတယ်နာရူတိုကိုပါဒိုရာကြီးကခေါ်သွားလိုက်ပြီးမြေသားနိုင်ရံဒုတဲ့အကြီးကြီးကိုရာဘာဆေးတွေနဲ့ပါထပ်ပြီးကာထားလိုက်ပါတယ်အဲ့ဒါကတတိယမြောက်ရိုင်ကာကဲရဲ့ဘယ်အရာမဆိုဖောက်ထွက်သွားနိုင်တဲ့အကျန်းဆုံးဂျူစုဖြစ်ပြီးလက်တနင်းချာကရာကိုလက်ချောင်းထိပ်မှာဆုလိုက်တဲ့ပုံစံနဲ့တိုက်ခိုက်တာဖြစ်ပါတယ်ခါရာရှီနဲ့ဆာစကဲရဲ့ချီတိုရီနဲ့တူပေမဲ့ရိုင်ကာကဲရဲ့တန်မာမှုနဲ့လက်တနင်းအသုံးပြုကျွမ်းကျင်မှုကြောင့်ပိုပြီးအပြည့်စွမ်းအားကြီးတဲ့ဂျူစုတစ်မျိုးဖြစ်ပါတယ်ဒိုရာကြီးကတော့ပြေးဖို့ပြောပေမဲ့မဟာမိတ်တပ်သားတွေကခေါင်းမမနဲ့ပြန်ချဖို့လုပ်တဲ့အတွက်နာရူတိုကိုပဲရအောင်ခေါ်လာလိုက်ပါတယ်ဘယ်နေရာကနေထွက်လာမယ်ဆိုတာကြိုသိနေရအောင်ခုခံလို့မရပဲရိုင်ကာကဲရဲ့လက်ကလည်း၃ချောင်းပုံစံဖြစ်နေရကြောင်း၃နဲ့လက်ချောင်းအရေးအတွက်နဲလီထိုးပေါက်နိုင်တဲ့ချာကရာကပိုပြီးပြင်းထန်လေဖြစ်ပြီးဘယ်အရာမဆိုထိုးပေါက်နိုင်တဲ့လှန်တစ်ချောင်းလိုဖြစ်နေရပြင်သူ့ရဲ့ခန္ဓာကိုယ်ကလည်းအယမ်းမာကြောသွားတာကြောင့်အကောင်းဆုံးတိုင်းကလည်းဖြစ်ပါတယ်ထေးဘစ်တွေကိုတော့ဘာလနဲ့အကူညီမပါပဲရင်ဆိုင်နိုင်တဲ့ရှင်နိုဘီတယောက်လို့ကြော်ကြားပေမဲ့လန်ရူတိုကရိုင်ကာကဲရဲ့ခန္ဓာကိုယ်ကအမာရုပ်ကိုသတိထားမိသွားတဲ့အတွက်မေးကြည့်ပါတယ်တချင်ရရွာကိုကာကွယ်ဖို့ရှင်မီကိုတယောက်တည်းအမောက်တိုက်ခဲ့တဲ့ရိုင်ကာကဲကမတော်တဆအနေနဲ့အဲ့ထံရကိုရခဲ့တာဖြစ်ပေမဲ့အဲ့ဒီမတော်တဆကအရန်ရှက်ဖို့ကောင်းတဲ့အတွက်ဘယ်သူမှမပြောပြခဲ့ဘူးလို့ဒိုဒါကြီးကပြောပါတယ်ရှင်မီနဲ့တိုက်ခိုက်တုန်းကရခဲ့တဲ့တန်ရာဖြစ်တဲ့အတွက်နာရူတိုကလည်းရှင်မီရဲ့အကျန်းဆုံးထေးဘစ်ဘောကိုထုတ်လိုက်ပြီးကိုနိုဟာရဲ့သူရဲကောင်းနာရူတိုတောင်မတိုက်နိုင်တဲ့ရိုင်ကာကဲကိုဘယ်လိုလုပ်ကြမလဲလို့မာဆူရီယာမေးပါတယ်ယူကာတာကတော့နာရူတိုမမြင်မှုတာကြောင့်လက်ကြည့်နေပေမဲ့အခါဆုကီကိုတယောက်တည်းချခဲ့တဲ့ကိုနိုဟာသူရဲကောင်းနာရူတိုဆိုတာခုနကလေတိုင်းအကြီးတုံးခဲ့တဲ့သူတို့နဲ့ရွယ်တူကောင်လေးဖြစ်တဲ့ကြောင့်မာဆူရီယာပြောရင်ပီတီတွေဖြစ်နေပါတယ်သူတော်မနိုင်တဲ့ရန်သူကိုဘယ်လိုလုပ်ကြမလဲလို့ပြန်မေးနေတဲ့အတွက်နားကြီးလာတဲ့တဲမာရီကသူလည်းအဲ့ဒါကိုပဲစဉ်းစားနေရဖြစ်ပြီးဝေးဝေးမှသွားနေဖို့ပြောပါတယ်တက်ပြန်ဆုပ်လိုက်ရင်လည်းတခြားခါကဲတွေနဲ့ပေါင်းသွားမှဆိုတဲ့အတွက်တယောက်တည်းတောင်တိုင်ပတ်နေရမို့အဲ့လိုလုပ်ဖို့မဖြစ်နိုင်တဲ့အကြောင်းစဉ်းစားနေတဲ့အချိန်ထေးဘစ်ဘောလုံးနေတဲ့နာရူတိုကိုလှမ်းမြင်လိုက်ပါတယ်နာရူတိုကလည်းလေးလံလုံးနဲ့ထေးဘစ်ဘောကိုပြီးအောင်မလေးချင်းရတဲ့အတွက်ပြတ်သွားတဲ့ပြင်ချာကရာဝေးရုံမှာပျောက်သွားတာကြောင့်မျောလင်းချက်တွေပါပျက်စီးသွားတဲ့အခြေအနေဖြစ်နေကြပါတယ်အဲအကြောင်းနာရူတိုကရှင်မီနဲ့စကားပြောကြည့်ဖို့အတွက်ဒိုဒါကြီးကိုမေးနေတဲ့အချိန်မှာပဲရိုင်ကာကဲကလက်သီးတစ်ချက်ထဲနဲ့အဆုံးသတ်ဖို့ပြေးဝင်လာပါတယ်နာရူတိုကိုရာဘာလုံးနဲ့ကာပေးထားလိုက်ပြီးနောက်တရင်ဖွဲရဖြစ်တဲ့ဒိုဒါကြီးကအီနိုအီချီကိုရှင်မီနဲ့နာရူတိုကိုဆက်သွယ်ပေးဖို့လှမ်းပြောလိုက်ပါတယ်ရိုင်ကာကဲကိုတော့ရာဘာဘောလုံးထဲမှာနာရူတိုပါသွားတဲ့ပုံစံနဲ့အာယုံလွှဲထားပြီးရတဲ့အချိန်နည်းနည်းလေးမှာတေးပေါက်နေတဲ့ဘီကိုလှမ်းပြီးဆက်သွယ်ပါတယ်ပြီးရင်တော့တတိယမြောက်ရိုင်ကာကဲနဲ့တိုက်ပွဲအကြောင်းကိုမေးလိုက်တဲ့အတွက်ရိုင်ကာကဲကလက်တစ်ချောင်းနဲ့သူ့ရဲ့အမီကိုဖျက်ခဲ့တဲ့အကြောင်းရှင်မီကပြောပြပါတယ်ရင်မကတန်ရာကတော့ထေးဘစ်ဘောကြောင့်မဟုတ်ပဲသူတို့တွေတယောက်နဲ့တယောက်အားပြတ်နေကြရင်နှစ်ယောက်လုံးလဲကျသွားတာဖြစ်တဲ့အတွက်တိတ်ပြီးမမှန်မိတော့ဘူးလို့ပြောလိုက်တဲ့ကြောင့်နာရူတိုကတခုခုကိုတီးသွားပြီး Sage Mode ကိုဖွင့်လိုက်ပါတယ်ပြီးရင်တော့ရိုင်ကာကဲကဘောလုံးထဲမှာဘာမှမရှိတာကိုသိပြီးပြန်လာနေပြီဆိုတာကိုခံစားမိရတဲ့အတွက်ဒိုဒါကြီးကိုဝေးဝေးပြေးဖို့နဲ့သူစမ်းကျင်တာရှိတဲ့အကြောင်းနာရူတိုကပြောပါတယ်အဲအကြောင်းဒိုဒါကြီးကလည်းနာရူတိုကိုဘယ်သူမှဝင်မကူညီဖို့နဲ့ဂျိတ်ဘေးအဖွဲ့ကိုအစင်းနှင်းဖြစ်အောင်လုပ်ခိုင်းနေတဲ့အတွက်ရိုးရိုးရာစင်ကန်လေးကဘာမှလုပ်နိုင်မှလဲလို့တဲမာရီကတွေးနေပါတယ်အဲ့ချိန်ခါဘူတိုကရိုင်ကာကဲရဲ့လက်တစ်ချောင်းတိုက်ခွက်နဲ့နာရူတိုရဲ့ခြေရီလက်တွေကိုဖြတ်ပြီးအသက်ရှင်လျက်ယူလာဖို့ပဲကြံစီလိုက်ပြီးနာရူတိုကလည်း Sage Mode ဖားကူမီတဲ့တိုင်ခွက်ကြောင့်အန်နီယယ်ကိုအဝေးရနေအာယုံခံနိုင်တဲ့အတွက်ပြန်ချဖို့အကွက်ကိုပြင်ဆင်ထားလိုက်ပါတယ်ပြီးရင်တော့ရိုင်ကာကဲရဲ့လက်ညှိုးမထိခင်ရှောင်လိုက်ပြီးရာစင်ကန်နဲ့သူ့လက်မောင်းကိုပင့်တင်မိလိုက်တဲ့အတွက်ရိုင်ကာကဲကဒဏ်ရာဟောင်းကိုသူ့လက်နဲ့သူပြန်ထိုးမိသွားပါတယ်အဲ့ဒါကြောင့်ပဲဒိုဒါကြီးကလည်းရိုင်ကာကဲရဲ့ရင်ဘက်ကအမာယုကဒီလိုရလာတာဖြစ်တဲ့အကြောင်းသိသွားပြီးဗတဲ့အိုက်ကျူဆိုရင်တောင်ရန်ကောင်းနဲ့ငတုံးနေညာ